အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်မှာကောင်းငင်းငပြောတို့လေးထုတ်ပြလို့လာရောက်မျှဝေပေးတာပဲဖြစ်ပါတယ်ကောင်းငင်းငပြောထုတ်ဖို့အတွက်ကောင်းငင်းကန်နဘူးကိုအတုံးပြထားပါတယ်ကောင်းငင်းကန်လေးကိုအရင်ဆုံးရေးစင်ပြအောင်ဆေးလိုက်ပါမယ်ရေးစင်ပြနှစ်ထပ်တုံးလောက်ဆေးပြီးပြီဆိုတာနဲ့နိုင်ဝက်ခန့်ရေးစိန်ထားလိုက်ပါမယ်ငပြောသက်လေးတွေကိုတန်တွားချင်းစီအခုလိုလေးထုံမတဲအောင်တုပ်ပေးပါမယ်ငပြောသီးရတော့ဖီးချမ်းကိုပဲအသုံးပြုထားပါတယ်အညံ့တဲ့နေရလာပြီဆိုရင်တော့အရင်ဆုံးရေးစစ်လိုက်ပါမယ်ကောင်းညံ့တဲ့ရေးစစ်ပြီးကြနဲ့ငပြောသီးကိုလည်းအခုနွားထားလိုက်ပါမယ်ပြီးတာနဲ့ငပြောသီးကိုအခုလိုလေးတွေဓားလေးနဲ့အလေကနေစိတ်ထားပြလိုက်ပါမယ်အပြောသီးတွေလည်းအားလုံးအတင်ဖြစ်ပြီးဆိုရနဲ့ကောက်မြန်းစာနဲ့ကိုစားထည့်ပါမယ်တရားတစ်စုံလောက်ထည့်ပါမယ်အချိုကျရင်ပို့ထည့်နိုင်ပါတယ်ကျမတော့အချိုလျှော့ထားတာဖြစ်ပါတယ်အပြောဘက်လေးတွေကိုကောက်မြန်းစာလေးအရင်ဆုံးဖြတ်လိုက်ပါမယ်ကောက်မြန်းစာဖြန့်ပြီးတဲ့အလဲတန်းမှာငပြောချမ်းတစ်ချမ်းကိုထည့်လိုက်ပါမယ်ပြီးရနဲ့အပေါ်နဲ့ကောက်မြန်းစာလေးပြန်အုပ်ပါတယ်အခုလိုလေးကောက်မြန်းတို့ကိုထုတ်ချင်သည်တင်ချာလေးထုတ်ပြီးတော့ချစ်ချစ်လွတ်လွတ်လေးဖြစ်အောင်စီးပေးရမှာဖြစ်ပါတယ်ကောက်မြန်းတို့ကတကယ်လို့အစတီးရမချစ်ခဲ့ဘူးဆိုရင်တော့ပွားပွားကြီးဖြစ်နေပါလိမ့်မယ်ခုလိုအထုပ်လေးတွေထုတ်ပြီးပြီဆိုတာနဲ့အိုးလေးကိုစီထဲပါမယ်တချို့ကတော့ပေါင်းရအောင်အတုံးပြုတ်ပြီးတော့ပေါင်းရတာလည်းရှိပါတယ်ကျမကတော့အမြဲတမ်းဒီလိုနည်းလေးအတိုင်းပဲလှုပ်ရှားပြပါတယ်အိုးလေးကိုတေချာလေးစီထဲပြီးတော့ရေထည့်ပြီးတော့ဒီဘို့ပေါ်တင်လိုက်ပါမယ်ဒီလိုတော့ကောက်ရင်းတို့တင်မျိုးအောင်ထည့်ပေးရပါမယ်ခုလိုရင်သေးတွေပုတ်ပွဲဆူလာပြီဆိုရင်တော့အထက်အောင်တန်ပေးပါမယ်ဒါမှလည်းကောက်ညံစံလေးတွေကအနက်ညီမှဖြစ်ပါတယ်ဒါဆိုရင်တော့ဖက်ရွက်အယောင်လေးတွေလည်းအနှဲငယ်ပြောင်းလာပါပြီလေးဖို့ကြံနေတဲ့အထုပ်လေးတွေကိုလည်းထပ်ပြီးထုတ်လဲလိုက်ပါမယ်ခုလိုလေးရေခမ်းလိုနေပါဖြစ်ပြီဆိုရင်တော့မပြောဘဲနဲ့မမွေးလေးနဲ့ကောက်ညင်းတို့လေးရရှိပြီဖြစ်ပါတယ်ကောက်ညင်းတို့လေးကိုလွယ်လွယ်ကူကူလှုပ်ရှားနေတယ်ဆိုရင်တော့ဒီနည်းလေးတိုင်းလှုပ်ရှားကြည့်ကြပါရှင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုကြိုက်နေတဲ့ဆိုရင် like and follow လေးလည်းလုပ်ခဲ့ပေးကြပါအောင်ရှင်